ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုကြီးချမ်းသူ YouTube channel အတွက်ကျွန်တော် MP3 converter ဆိုတဲ့ software လေးနဲ့ကျွန်တော်မိတ်ဆက်ပေးကြလို့ပေါ့နော်တိတ်တော့မစိမ့်တော့ပါဘူးဒီဟာလေးကသူအရင်တော့ကလည်း convert လုပ်ပြတဲ့ဟာလေးကိုသူ contact တခုသူလုပ်ပြီးတယ်လို့ပြောတာပေါ့နော်အဲ့တော့ဒီ MP3 converter က converter ဖြစ်တဲ့အတွက်ပြောမယ်ဆိုတော့ MP3 နဲ့ပတ်သက်ပြီးတော့ audio နဲ့ပတ်သက်တဲ့ဟာတွေပေါ့လေဘယ်လိုမျိုးဆိုပြောင်းလို့ရတယ် wave ကနေပြီး wave to flat ပဲဖြစ်ဖြစ်ပြီးရင် MP3 to wave ကိုပဲပြန်ပြောင်း wave ကနေပြီးတော့ MP3 ပဲပြောင်းပေါ့လေစသဖြင့်ပေါ့bla bla ပေါ့နော်အဲ့တော့အကုန်လုံးပြောင်းလို့ရတယ်ဒါပေမဲ့ချွင်းချက်အနေနဲ့ video ကနေပြီးတော့ MP3 ကိုတော့ပြောင်းလို့မရပါဘူးအဲ့တခုတော့ချွင်းချက်ပေါ့နော်ဆိုတော့ဒါလေးကဘာဖြစ်လို့ကျွန်တော်ဂျူရီလုပ်ပေးရလဲဆိုရင်တော့ဟိုးရင်တော့တော်တော်များများသုံးမှုတဲ့ software တွေကတော့ keyboard နဲ့အဲ့လိုမျိုးနံပါတ်တွေထိုးပြီးတော့မှကျွန်တော်လိုချင်တဲ့ ring tone ကိုလောက်ရတာပေါ့ဒါက ring tone နဲ့လုပ်လို့ရတယ်ဆိုတော့လေတိတ် pro မစတန်ဘူးပေါ့လေဒီဟာတော့ keyboard မလိုတော့ဘူးသူ button လေးတွေနဲ့ပဲဖြတ်တာအသေးစိတ်တက်ရှူတန်တွေဘာတွေကစ detail အဲ့လိုမျိုးဖြတ်လို့ရတယ်software လေးဖြစ်လို့ပေါ့နော်နောက်ပြီးတော့ metadata အနေနဲ့လည်းပြောင်းလို့ရတယ်ပြီးရင် series လိုက်လည်းအဲ့လိုမျိုးတွေ convert လုပ်လို့ရတယ်ပေါ့နော်အဲ့အတွက်ဒါလေးကဖတ်မှာတော့အသုံးတဲ့မယ်လို့ထင်ပါတယ်interface အနေနဲ့တော့တယောက်နဲ့တယောက်တူကြလိမ့်ပေါ့နော်ဖုန်းတွေကအဲ့အတွက်တော့ကွဲပြားမှုတွေရှိကောင်းရှိပါလိမ့်မယ်ဆိုတော့ထားပါတော့ကျွန်တော်အရင်ဆုံးအခုလုပ်ပြမှာ random ဖြတ်တဲ့ဟာပေါ့ trim လုပ်တဲ့ဟာလေးပေါ့နော် open folder mp3 converter အဲ့ဒါဝင်လိုက်မယ်နော် mp3 converter mp3 converter နဲ့ဝင်လိုက်ပြီ mp3 converter ဆိုအဲ့မှာဆိုကျွန်တော်ဘာတွေရှိမလဲဆိုရင် mp3 converter 2 minutes 19 stop recording sorry converted add file ရှိမယ် converted convert ရှိမယ် batch ပေါ့နော်အဲ့ဒါတော့ series like ပြောင်းတဲ့ဟာပေါ့နော်အဲ့ဒါလေးတွေပြောင်းတဲ့ဟာပါပြီးရင် convert အနောက်ပြန်ဆုပ်လိုက်မယ် add file ကိုကျွန်တော်ဝင်လိုက်မယ် mp3 converter ဆိုတော့ add file ကိုကျွန်တော်ဝင်လိုက်ပြီဆိုတော့ဘယ်သချင်းကိုကျွန်တော်တို့ rain လုံးလောက်ပြမလဲပေါ့နော်စဉ်းစားကျွန်တော်ရွေးရတာဒီချင်းလေးချော်တီအဲ့ဒီချင်းကိုကျွန်တော် rain လုံးလေးဖြတ်ကြည့်ကြမယ်နော် 3.79 MB 830 mp3 converter အဲ့တော့အဲ့ဒါလေးကို click လိုက်တယ်ပေါ့နော်အဲ့ကောင်လေးကို click ပြီးရင် audio 44100 hz ဒါကျွန်တော်က M4E နဲ့ဆွဲရတာပေါ့နော် M4E နဲ့ဆွဲတာပြီးတော့မှ MP3 ပြောင်းတဲ့နေရာတွေပါလောက်ပြမှာဆိုတော့ M4E နဲ့ဆွဲရတာပါ duration 000402ဒါကတော့ duration ကတော့ကြာချိန်ပေါ့တချင်းအားလုံးပေါင်းကြာချိန်4မိနစ်ကျော်ရှိတယ်ပေါ့နော် play ရှိမယ်ဒါညာဘက်ကိုပဲကျွန်တော်တို့လက်လေးနဲ့အဲ့လိုရွှေ့ပါမယ်နော် convert ရှိမယ် metadata ရှိမယ်အချက်လက်တွေပြောင်းတာပေါ့နော် trim အဲ့ဒါတော့ random လုပ်တဲ့နေရာပေါ့နော် set ringtone ပြီးရင် random လုပ်ပြီးသားဟာတွေကိုတခါတည်းအမှ default အနေနဲ့လုပ်လို့ရတယ် rename ကတော့စောက rename နဲ့ metadata မတူတဲ့ဟာလေးတွေတော့rename ဆိုတာကတော့အပေါ်ရန်အနေနဲ့ပဲဒီ file manager တို့ဘာတို့ညာတို့ကနေပြီးတော့လိုချင်တဲ့ဟာလေးကို rename ထိုးတာပေါ့နော် metadata ဆိုတာတော့အထက်ရဲ့အချက်လက်တွေပေါ့ထားပါဒါတွေနောက်တစ်ကဏ္ဍအနေနဲ့ကျွန်တော်ပြောပါမယ် move ဒါလေးရှိမယ်နော် share ရှိမယ်ဆိုတော့ delete လည်းရှိရ file detail ပေါ့နော်အောက်မှာ file detail ရဲ့အောက်မှာဆိုရင်လည်းဘာတွေရှိမလဲဆိုရင်ချော့တီသူချင်းနာမည်နော် /storage/emulated/0/snapcube/download ဘာမှရှိလဲဆိုရင် snapcube ထဲမှာရှိတယ်ကျွန်တော် download လုပ်ထားတာ 3.79 MB MB က3 MB ကျော်ရှိရ 000402နော်ဒါကသူ့ရဲ့ကြာချိန်ဒါ file detail ရဲ့အောက်မှာ audio detail codec နော်ဒါသူ့ရဲ့အမျိုးအစားတွေ LC MP4/0x6,134,000 frequency ရှိမယ် 44,100 နော်အားရ channel stereo နော် bitrate 128 kbps ကျွန်တော်128နဲ့ဆွဲတာပေါ့နော် metadata metadata title အနေနဲ့
Lyric. ချော်တီ Album. urban နေနဲ့ Maker music. မဟာ music Artist. artist နေနဲ့ Maker music. မဟာ music ပဲ Track. track နေရာမှာ Year. မရှိဘူး year မှာမရှိဘူး general မရှိဘူးဆိုတော့ထားပါတော့ Track. ကျွန်တော် Artist. အခု Album. Title. Metadata. 1. Bitrate. ဘာလို့သွားမလဲဆိုတော့ Frequency. trim လုပ်တဲ့ဟာကို Audio. 0. ကျွန်တော်ပြမယ်ပေါ့နော် Delete. အနောက်ကိုပြန်ဆုပ်လိုက်ပါဗျာ Trim. trim ကိုတွေ့ပြီနော်trim တွေ့ရင် trim နဲ့ကိုကျွန်တော်ဝင်လိုက်မယ် Slash storage slash emulated slash 0 slash snaptube slash. ဟောဒုက္ခပဲ Delete. ဝင်မှာဆိုမှဘာလို့ရှောက်ဝင် Set rated. Trim. Rename. Set rated. ဟော Trim. Rename. ကျွန်တော်ဖုန်းကနည်း Trim. MP3 အဲ့ဒါ converter. ဖြစ်တာဆိုတော့ Unlabeled. ကျွန်တော်ဝင်သွားပြီပေါ့နော်အဲ့trim နဲ့ဝင်လိုက်ပြီအဲ့မှာဒီမှာဘာရှိမလဲဆိုရင် Unlabeled. Image. ဒါလေးကတော့ဟိုပါပေါ့နော်urban လို့ compilation urban ဆိုလို့ရှိရင်တော့ကျွန်တော်လိုချင်တဲ့သချင်းကိုအမြန်ရောက်ဖို့အတွက် C slide လေးလုပ်ပြီးတော့လက်လေးနဲ့ရွှေ့ပြီးတော့အမြန်သွားတာပေါ့ပြီးတော့မှလှီးမှာပေါ့ပိုင်းမှာပေါ့နော်အဲ့လိုမျိုးလုပ်တော့ရအောင်လို့ပြီးရင်ညာဘက်ကိုဆက်ရွှေ့မယ် Unlabeled. Image. Start list. star လေးရှိမယ် star လေးကတော့ကျွန်တော်သချင်း rainbow တွေဖြတ်ပြီးသွားတဲ့အခါမှာ Image. Monochrome. အရင်အရှိရောက်သွားတယ်ဆိုလို့ရှိရင်ဒါလေးနဲ့အနောက်ပြန်ဆုပ်မယ် 0 ညာဘက်ကိုဆက်သွားမယ် Start more. Button. start mode ဆိုတာကတော့ကျွန်တော်တို့လိုချင်တဲ့နေရာကိုမရောက်သေးဘူးဆိုရင် Image. The preview. Animation with a black အရှိကို background. ပြန်တိုးတဲ့ဟာပေါ့နော် Accuracy. Medium. အသေးစိတ်အသက်ရှူတန်နေပါတယ်ဖြတ်လို့ရတယ်ဆိုတော့အဲ့ဒါပေါ့နော်ဒါလေးတွေနဲ့နှိမ့်နေပြီးတော့ဖြတ်သွားမှာပြီးရင် 0 net list. Button. ဒါလည်းအတူအရှိညှိတဲ့နေရာပဲပေါ့နော် 0 တချင်းအရင်ရှိရင်ညှိရတဲ့နေတိတ်တော့အဲ့ဒါမလုပ်ဘူး Net more. Button. တူတူပဲ Button. play ရှိမယ်ပြီးရင် Flag start. Button. flash start ရှိမယ်အဲ့ဒါတော့စမှတ်တဲ့နေရာပေါ့နော်စမှတ်ပေါ့ပြီးရင် Flag end. Button. flat end ဒါတော့ Detected. Oh, Image. ending Okay. by Black one, no? background vector art illustration. ဟို Description accuracy. အဆုံးတက်ချင်တဲ့နေရာလေးကိုနှိပ်မယ် Stop. Button. stop button ရှိမယ်အကုန်လုံးပြီးသွားပြီဆိုရင် Detected. stop button Icon. ရှိမယ် Stop. Image. ထပ်ပြီးတော့ 7. M. Trim. trim ဆိုတဲ့ button လေးတွေးတဲ့ခါကျလို့ရှိရင်ကျွန်တော်နှိပ်လိုက်မယ်အဲ့တော့အခုကျွန်တော်တချင်းကိုစပြီးတော့ဖြတ်ပြပါမယ်အနောက်ကိုပြန်ဆုပ်မယ် play ဆိုတဲ့ button လေးကိုရအောင်ရှာမယ် Flag end. Flag start. Play. play တွေ့ပြီဒီမှာကျွန်တော်တို့က play ဆိုတဲ့ button လေးကိုကျွန်တော်တို့ Play. Image. An image of a button. နှိပ်ပြီးသွားတဲ့ခါကျလို့ရှိရင်ဒီflash start ဆိုတဲ့ဟာလေးကိုအမိရရှာတာဖို့လိုတာပေါ့ဒါမှကျွန်တော်တို့လိုချင်တဲ့နေရာရောက်လို့ရှိရင်စမှတ်ကိုဟိုအနေအနည်းဆုံးအတိအကျကိုကျွန်တော်ဖမ်းနိုင်မှာပေါ့နော်ပြီးလို့ရှိရင်အဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဆုံးတတ်တဲ့ flat end ဆိုတဲ့ဟာလေးကိုကျွန်တော်ရှာရမှာပေါ့နော်အဲ့နေရာကျွန်တော်တို့ရက်ချင်တဲ့နေရာရောက်ပြီဆိုရင် flat end ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်အဲ့တော့ကျွန်တော်စပြီးတော့ Net more. Play. play ပဲနော် Flag start. မှာကျွန်တော်ရှာထားလိုက်ပြီ flash start လုပ်တာ Illustrating a circle. Description accuracy. Medium. ကျွန်တော်မဖမ်းသေးဘူးနော်ကဲဒီနေရာကနေကျွန်တော်စယူလိုက်မယ်နှိပ်လိုက်ပြီနော်နှိပ်လိုက်တော့အတန်တော့မထွက်ဘူး flat end ကိုကျွန်တော်ကြူရှာထားမယ်တွေ့ပြီဆိုရင်ခဏ Description accuracy. ဒီမှာရက်လိုက်မယ်နော်ပြီးရင်ကျွန်တော်ကမှပြန် play ကြည့်လို့ရတယ်နောက်ကိုပြန်ဆုပ်ပြီးတော့ Play. ဒီမှာ Button. ဟုတ်တယ်နော်ကျွန်တော်ဖြတ်ခဲ့တာ Description accuracy. ဘယ်လိုပြန်ကြည့်မလဲဆိုတော့ play ပြီးတော့နော်လိုချင်တဲ့နေရာကိုကွက်တီရောက်လာမရောက်လာဆိုတာခုနကအနောက်လေးကိုပြန်ဆုပ်ပြီးတော့ start mode တို့ start list တို့နဲ့ပြန်ချိန်ညှိမယ်ပေါ့ကျွန်တော်အနောက်ကိုဆုပ်သွားတယ် start mode တွေ့ပြီ Detected. Image. ဒါတော့ကျွန်တော်အဲ့ဒါလေးကိုနှိမ့်လိုက်ပြီးတော့ရွှေ့နေပေါ့နော် ရောက်တယ်နော်အဲ့ဆိုရင်တော့ကျွန်တော်လူချင်တဲ့နေရာရောက်သွားပြီတကယ်လို့နောက်ကိုပြန်ဆုပ်ချင်တယ်ဆိုရင်တော့ဒါလေးနဲ့ပြန်ဆုပ်မယ်ပြန်ဝေးသွားပြီနော်ဆိုတော့ကျွန်တော်က round start mode လေးနဲ့ပဲအရှိပြန်တိုးလိုက်ပါမယ်
ဟေးလားဆိုတော့ကျွန်တော်တို့လိုချင်တဲ့နေရာလေးကိုရောက်ပြီလို့ပဲယူဆတာပေါ့နော်ပြီးရင်ညာဘက်လေးကိုရွှေ့သွားမယ် stop button လေးကိုရှာမယ် Stop recording. Screen 10 minutes. Stop recording. Stop. stop Window to be. MP3 converter. stop လုပ်နိုင်မယ်ပြီးရင် trim ဆိုတဲ့ button ကိုရှာမယ် MP3 trim. trim တွေ့ရင်ကျွန်တော်နှိပ်လိုက်မယ် Service running. okay service running ဆိုရင်သူ MP3 converter. ဖြတ်ပြီးသွားပြီပေါ့နော်အဲ့တော့ဘယ်နေရာပြန်ရောက်သွားလဲဆိုတော့ကျွန်တော်စောစောတုန်းက metadata တို့ဘာတို့ကြည့်တဲ့နေရာ play တို့ဘာတို့ duration တို့ဘာတို့ကြည့်တဲ့နေရာကိုပြန်ရောက်သွားတယ်အဲ့မှာကျွန်တော်ကြည့်လို့ရပါတယ် file detail မှာ Convert. Play. Duration. ဒီမှာ 00013. ဒါကျွန်တော်ဖြတ်ခဲ့တာဆိုလို့ရှိရင်အားလုံး73စက္ကန့်ရှိတယ်နော်73စက္ကန့်ရှိတယ်တဲ့ဒီမှာ play ကြည့်လို့ရတယ်ကျွန်တော်ဖြတ်ပြီးသားဟာဒီမှာလဲ okay နော်ဆိုတော့ဒါကျွန်တော် rain ဖြတ်ပြီးသွားပါပြီဆိုတော့ပြီးရင် Convert. convert လုပ်လို့ရတယ် convert တစ်ခါလေးတန်းလုပ်ချင်လဲရတယ် Metadata. metadata တစ်ခါလေးပြောင်းချင်လဲရတယ် Trim. trim ကတော့လုပ်ပြီးသားဆိုတော့မလိုဘူးပေါ့နော် Set ringtone. တခါလေး rain တန်းပြီးတင်မလားရတယ်ဆိုတော့ဒါလေးက rain လုပ်တဲ့အပိုင်းလေးပြီးသွားပြီတော့ rain လုပ်ပြီးသားဟာတွေကိုဘယ်နှမှာသွားကြည့်လဲဆိုရင် Back. file manager ထဲမှာ Back. System launcher. Back. file manager ထဲကျွန်တော်ဝင်လိုက် File manager. File manager. Selected. Show storage. file manager ထဲကျွန်တော်ဝင်လိုက်မယ် DC document download. iBoo. PureBee. One ဒါ item. လာသေးနော် PureBee. One item. အဲဒီ PureBee. One အဲ item. ဒီကောင်လေးပေါ့ 42220. အဲ့ကောင်လေးတွေကိုဝင်ကြည့်လိုက် Just ဒါ MP3. သူ့ရဲ့ file မယ်အဲ့မှာ MA3 ဆိုတဲ့ file လေး folder လေးတစ်ခုရှိအောင်မယ် PureBee. MP3 converter. နော်အဲ့ဒါလေးဝင်လိုက်အဲ့ဒါဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာအပေါ်မှာ Zero items. TMP. Preset. preset ရှိမယ် TMP. TMP Zero ဆိုတာ items. ရှိမယ် 2126 ကျွန်တော် 53 ပြောင်း PM. ပြီးသားတွေဖြတ်ပြီးသားတွေဒီမှာရှိမယ် 01. ကြည့်လို့မက 02. 0 0 0 0 ဒါတော့ကျွန်တော်ပြောင်းထားခဲ့တဲ့ဟာတွေပေါ့နော် ကဲကဲ 0 point. ကဲ6တိ ဒီမှာနော် အစိတ်တဲ့အနံပလန်တွဲပဝဲတီချင်း ဒါ6တိ ကျွန်တော်ဖြတ်ပြီးသားဟာတွေပါနော်အဲ့မှာအဲ့မှာရောက်နေမှာအဲ့မှာသွားပြီးတော့ကြည့်ရမှာဖြစ်ပါတယ်လို့ဆိုတော့ Back. ဒီလောက်ပါပဲเนาะဒါ Showing. rain ဖြတ်တဲ့ဟာလေးကိုကျွန်တော်ပြပေးတာဖြစ်ပါတယ်တကယ်လို့မရှင်းတာရှုပ်သွားတာရှိရင်တော့ကျွန်တော်ရဲ့ဉာဏ်ဖြစ်မှုပါအားလုံး Button. နားလည်ပေးပါလို့ 12 minutes. 38. sorry ပါเนาะ 12 minutes. Stop record. Lock.